ယနေ့ကျွန်ုပ်တို့သည် contactor တစ်ခု၏အခြေခံဝါယာကြိုတွေ့တန်းပုံကိုလေ့လာကြမည်ဖြစ်ပါသည်ဝါယာမတွေ့ခင် contactor ဆိုသည်မှာဘာလဲဆိုသည်ကိုအရင်နားလည်အောင်လုပ်ကြရအောင် contactor ဆိုသည်မှာမော်တာများအပူပေးစက်များသို့မဟုတ်မီးလိုက်ပတ်လမ်းများကိုထိန်းချုပ်ရန်အသုံးပြုသောလျှက်စစ်ခလုတ်တစ်ခုဖြစ်ပါသည်ကျွန်ုပ်တို့သည်၎င်း၏ coil ထဲသို့လျှက်စစ်ဓာတ်အားပေးလိုက်သောအခါ energize လုပ်သောအခါ main contacts များပိတ်သွားပြီးလှုပ်ထန်သို့လျှက်စစ်စီးဆင်းသွားစေပါသည်ပုံမှန် contactor တစ်ခုတွင် A1 နှင့် A2 ဟူသော coil terminal နှစ်ခုပါရှိပါသည်၎င်းတို့ကို contactor အမျိုးအစားပေါ်မူတည်၍ပုံမှန်အားဖြင့် 230V AC သို့မဟုတ် 24V DC control circuit များတွင်ချိတ်ဆက်ရပါသည်ထို့နောက်မီးဝင်ရန်အတွက် L1 L2 L3 ဟူသော input terminal 3ခုနှင့်မော်တာသို့မဟုတ်လှုပ်ထန်သို့သွားမီ T1 T2 T3 ဟူသော output terminal 3ခုပါရှိပါသည်ကဲအခု contactor ကိုအသုံးပြုပြီး 3 phase motor တစ်ခုကိုအဆင့်ဆင့် wire တွေ့တန်းကြည့်အောင်သိချလိုက်ကြည့်ပေးပါအဆင့်1 supply line ချိတ်ဆက်ခြင်းပထမဆုံးအနေနဲ့ 3 phase supply ကို contactor သို့ချိတ်ဆက်ရန်လိုအပ်ပါသည်အဝင် supply line များဖြစ်သောအနီးအဝအပြကျိုး3ကျိုးကိုယူပါ၎င်းတို့ကို contactor ၏အပေါ်ဘက် terminals များဖြစ်သောအနီးရောင်ကို L1 အဝါရောင်ကို L2 နှင့်အပြာရောင်ကို L3 တွင်အသီးသီးချိတ်ဆက်ပါဤ L1 L2 L3 terminal များသည် contactor ၏input ဘက်ချမ်းဖြစ်ပါသည်အဆင့်2 load သို့မဟုတ် motor ချိတ်ဆက်ပါမည်ယခု load ဖြစ်သော 3 phase motor ကိုချိတ်ဆက်ပါမည်မော်တာဘက်မှကြိုး3ကြိုးကိုယူပြီး contactor ၏အောက်ဘက် terminals များတွင်ချိတ်ဆက်ပါပထမကြိုးကို T1 ဒုတိယကြိုးကို T2 နှင့်တတိယကြိုးကို T3 တွင်ချိတ်ဆက်ပါဤ T1 T2 T3 များသည် contactor ၏အောက်ပို့ဘက်ချမ်းဖြစ်ပါသည် contactor ပွင့်လာသောအခါ power သည် L1 L2 L3 မှ T1 T2 T3 သို့စီးဆင်းသွားသည်မော်တာစတင်လဲပတ်မည်ဖြစ်ပါသည်အဆင့်3 coil wiring ထိန်းချုပ်မှုအပိုင်းအခုအရေးကြီးဆုံးအပိုင်းဖြစ်သော coil wiring ကိုလုပ်ပါမည်၎င်းသည် contactor ကိုမီးသည့်အချိန်တွင်အဖွင့်အပိတ်လုပ်မည်ကိုထိန်းချုပ်ပေးပါသည် phase line တစ်ခုမှကြိုးစာတစ်ခုကိုယူပါ၎င်းကို normally open push button ခလုတ်မှတစ်ဆင့်ဖြတ်သွဲပါ push button ၏အထက်ကြိုးကို contactor ၏coil ၏terminal A1 သို့ချိတ်ဆက်ပါထို့နောက် neutral line မှကြိုးတစ်စားကိုယူပြီး terminal A2 သို့ချိတ်ဆက်ပါယခု coil circuit ပြည့်စုံသွားပါပြီယခုတင်သည် push button ကိုနှိပ်လိုက်သောအခါ phase current သည်ခလုတ်မှ SN A1 သို့ရောက်ရှိသွားမည် A2 ကို neutral နှင့်ချိတ်ထားပြီးဖြစ်၍ coil သည်အလုလောက contactor ကိုဆွဲကပ်လိုက်မည်ဖြစ်ပါသည်ထိုအခါ L1 T1 L2 T2 L3 T3 အဆက်အသွယ်များပိတ်သွားမည်မော်တာထံသို့လျှက်စစ်စီးဆင်းသွားပါမည်ပုံမ basing စေရန် start stop button setup ဤပတ်လန်းကိုပုံမ basing စေရန် start နှင့် stop button များသုံး၍ပြောင်းလဲနိုင်ပါသည် stop button ကို series 10 set အရင်ချိတ်ပြီး contactor ၏auxiliary NO contact ကို start button နဲ့ parallel ပြိုင်ဆက်ချိတ်ဆက်ရပါမည်ဤသို့ပြုလုပ်ခြင်းအပြင်သင်သည် start button ကိုလွှတ်လိုက်တော့လဲ contactor သည် set ပွင့်နေပြီး stop button ကိုနှိပ်မှရပ်တန့်သွားမည်ဖြစ်ပါသည်ဒါကတော့ contactor wiring ၏အခြေခံအစစ်အစင်ပဲဖြစ်ပါသည်ဒီဗီဒီယိုလေးကအထောက်အကူဖြစ်တယ်ဆိုရင် like share နဲ့ subscribe လုပ်ပေးပါ